ဒီနေ့ရုံးဆန်းမှာရှိတဲ့ show me the crazy ဆိုင်ကိုထပ်သွားခဲ့တယ်အရင်တစ်ခါကလည်းသွားပြီးသွားရဆိုရင်ဒီတစ်ခါလည်းထပ်သွားခဲ့တယ်ဘာလို့ဆိုရင်ရတာရန်ကောင်းလို့တော်ကောင်းတယ်အနှစ်ကလည်းကောင်းတယ်ပင်နေစားလည်းတော်တားပြီးနေတော်စားလို့ကောင်းတယ်ဒီတစ်ခါကကျတော့အရင်တစ်ခါကလည်းငယ်ချင်းမွေးနေ့မှာသွားဖြစ်ခဲ့ပြီးတော့ဒီတစ်ခါလည်းမားရဲ့မွေးနေ့မှာသွားခဲ့တယ်ပေါ့နော်သူမွေးနေ့ဘာမှမကြွရသေးဘူးငယ်ချင်းကိုတော့အလုပ်တွေကိုစီနဲ့မအားကြတဲ့ခါကျတော့ဒီညှိပြီးတော့သွားကြမယ်ဆိုပြီးတော့သူအမရဲ့ကိုလို့ညှိပြီးတော့နောက်ဆုံးတော့သွားဖြစ်ခဲ့ကြတယ်ပေါ့နော်လုပ်တွေကများတဲ့ခါကျတော့တစ်ခါဆိုဖို့ရေတော်တိုင်မေးရတယ်တလားတစ်ခါတော့မတွေ့ပြဘူးကြည်ပါဦးဘယ်လောက်စားလို့ကောင်းလိုက်လဲဆိုတော့တော်ကိုစားလို့ကောင်းတာပါပင်လယ်စာပန်းပြီးတော့ကနန်းတွေဆိုရင်လည်းအလိုကကကြီးနဲ့ညှက်ပြီးတော့လေတားတစ်ခါလဲခွာထားပြီးတာကိုကနေပြီးတော့အဲ့လိုအစ်စ်စားရုံပဲအနှစ်တွေနဲ့တေချာပြင်ပြီးရသူကလေပြမယ်သူကပစော်ကြီးကြီးကိုပြချင်တာပစော်ဥတွေအများကြီးပဲတော်အများကြီးအဲ့ပစော်ဥတွေလည်းအရန်စားလို့ကောင်းတယ်ကြည့်ပါဦးခွာရပစော်လေးတစ်လုံးစားပါမယ်အရန်ကောင်းတယ်ကမာကောင်ကမာကောင်ကလည်းတော်ကောင်းတာပါကမာလည်းအများကြီးပါတယ်ပစော်လည်းအများကြီးပါတယ်စားလိုက်ပြီဒါတော့ဆိုင်မှာရှိတဲ့ညီမပါတော်သဘောကောင်းပြီးတော့ service တွေအများကြီးပြီးတယ်နန်းသီး ice cream နဲ့အာလူးကြော်ဆိုင်ရရှိတဲ့ manager ရဲ့တော်သဘောကောင်းတာအဲ့ရတယ်မွေးနေ့ရှိရဆိုမွေးနေ့ရှိတွေ့ဆိုပြီးတော့ service အနေနဲ့ပေးပေါ့နော် service အနေနဲ့ပေးပြီးတဲ့ခါကျတော့စားပြတယ်အဲ့ချိန်မှာအနေနဲ့တည့်အရန်အေခဲနေတဲ့ခါကျတော့ခတ်လို့မရအောင်တလုံးဆိုပြီးတော့တေးလေးပဲခတ်လို့ရတယ်အော်အရင်ကောင်းနေတကယ်ကြီးခွန်မေဆိုပြီးတော့နော်ဒီလိုခတ်တယ်နော်ဒီလိုလုပ်တဲ့ခါကျတော့မဟုတ်ဘူးကိုရင်စားလိုက်တယ်ကိုစားပြီးတော့ကောင်းတယ်တကယ်ကြီးကျွေးမှာပဲဆိုပြီးတတိယပြီးလို့မတကယ်ကြီးလမ်းကျွေးတကယ်ကြီးကမအားစကားပြောနေရတယ်အတင်းကောင်းလားကောင်းတယ်မကျေးဇူးနဲ့ကောင်းစားခဲ့ရပါတယ်ကျေးဇူးပါဆိုင်ရညနေပဲဆိုလူရမ်းပြီးတဲ့ခါကျတော့ရေရလွတ်သွားတာပိုကောင်းတယ်နော်